လွန်ခဲ့တဲ့ရက်နေငယ်ကဂျက်ဟာကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့မိခင်နဲ့ရုပ်ချင်းစင်တူလုံးနဲ့မျိုးသမီးတဦးကိုတွေ့ရှိခဲ့ပါတယ်။သူမကိုတေးသေးချာချာမြင်တွေ့ရဖို့အတွက်ဂျက်ဟာနောက်ကနေတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီမျိုးသမီးဟာဟိုတယ်တစ်ခုကိုရောက်ရှိသွားပြီးသူမရဲ့အမည်ကအန်နာဖြစ်ကအဲ့ဒီဟိုတယ်မှာကြီးကြပ်ရေးမှုအဖြစ်လုပ်ကိုင်နေတာကိုသိလိုက်ရပါတယ်။ဂျက်ကလည်းအလုပ်လာရှာတာပါဆိုပြီးအလိမ်ညာပြောကအဲ့ဒီဟိုတယ်မှာပဲအလုပ်ဝင်ခဲ့ပါတယ်။အန်နာကဘာမှတန်တရားမရှိပဲသူ့ကိုအလုပ်ခံထားခဲ့ပေမဲ့သူမမသိတာကတော့ဂျက်ရဲ့ထောင်ချောက်ထဲကိုရောက်နေပြီဆိုတာပါပဲအလုပ်ဆင်းတဲ့အချိန်တိုင်းဂျက်ဟာအန်နာနောက်ကိုတောက်လျှောက်လိုက်ပါတယ်အန်နာအိပ်ပျော်နေတာကိုချောင်းကြည့်ဖို့အတွက်ခေါင်းမိုးပေါ်အထိတောင်တက်ခဲ့ပါတယ်အချိန်တော်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့အန်နာနဲ့ဟိုတယ်မန်နေဂျာတို့ဟာလှုပ်ဝက်ဇလန်းရှိနေကြပြီအဲ့ဒီမန်နေဂျာမှာအိမ်အောင်ရှိပြီးသားဆိုတာကိုဂျက်သိသွားခဲ့ပါတယ်အန်နာဟာဒီအခြေအနေကိုသိထားပေမဲ့လည်းဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့မကြခင်မှာပဲမန်နေဂျာကဂျက်ရဲ့ချောင်းကြည့်တတ်တဲ့အချင်းကိုရိပ်မိသွားပါတယ်သူ့ရဲ့အနာဂတ်ကိုထိခိုက်မှာဆိုတာကြောင့်မန်နေဂျာကဂျက်ကိုအလုပ်ထုတ်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့ဂျက်ကတော့အလျှော့ပေးဖို့အစီအစဉ်မရှိပါဘူးသူဟာမန်နေဂျာရဲ့အိမ်ကိုတိုက်ရိုက်သွားလိုက်ပါတယ်မန်နေဂျာအိမ်ပြန်ရောက်တဲ့အခါမှာတော့ဂျက်ကသူ့ရဲ့ဇနီးသမီးတို့နဲ့အတူထိုင်ကစားနေတာကိုတွေ့ပြီးစွန့်သွားပါတော့တယ်ဂျက်ရဲ့လက်တုပ်ပြန်မှုကိုကြောက်ရွံ့တာကြောင့်မန်နေဂျာဟာအလုပ်ထုတ်မဲ့အစီအစဉ်ကိုလက်လျှော့လိုက်ရပါတယ်ဒါပေမဲ့တနေ့မှာတော့မန်နေဂျာကအန်နာကိုနှိပ်စက်နေတာကိုဂျက်တွေ့သွားခဲ့ပါတယ်။သူဟာဘာမှစဉ်းစားမနေတော့ပဲသတင်းပေါက်ကနေချက်ချင်းခုန်ချပြီးတားဆီးခဲ့ပါတယ်။ဂျက်ဟာမန်နေဂျာကိုအောင်မြင်စွာတားဆီးနိုင်ခဲ့ပေမဲ့သူ့ရဲ့ချောင်းကြီးရဲ့လုပ်ရက်တွေကတော့လူသိရှင်ကြားပေါ်သွားခဲ့ပါတယ်။အခြေအနေအရဂျက်ဟာအမှန်တရားကိုဖွင့်ပြောလိုက်ရပါတော့တယ်။သူ့အနေနဲ့ကွယ်လွန်သွားတဲ့မိခင်ကိုအရန်လွန်းဆွနေမိကြောင်းနဲ့အန်နာဟာသူ့မိခင်နဲ့အရန်တူနေတာကြောင့်အခုလိုလုပ်မိတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အန်နာဟာဒီစကားကိုကြားပြီးအားတင်သွားပေမဲ့စိတ်မဆိုးခဲ့ပါဘူး။အဲ့ဒီအစားသူမကဂျက်ရဲ့မိခင်ဝတ်ဆင်လေးရှိတဲ့အဝတ်စားတွေကိုတောင်ဝတ်ဆင်ပေးခဲ့ပါတယ်။သူမဟာဂျက်လိုအပ်နေတဲ့မိခင်မြတ်တာကိုဖြည့်ဆည်းပေးခဲ့ပါတယ်